အားလုံးပဲမင်္ဂလာပါကျွန်တော်စကားဝမြေသားပါကျွန်တော်ဟိုဒီမွေးကနန်း2026မွေးကနန်းကျွန်တော်တင်လိုက်တယ်နော်4-5တစ်ပတ်လေဟိုကျွန်တော်အဲ့ပတ်လေကိုကျွန်တော်ပလက်ကြီးထွင်တော့တော်တော်လူကြိုက်ကြရပေါ့နော်အဲ့တော်တော်လေးလဲဟောသွားတယ်ပေါ့ဆိုတော့အဲ့ကနန်းကိုကျွန်တော်တကွက်ထဲထိုးခြင်းတဲ့လူတွေအတွက်အဲ့4-5တစ်ပတ်လေကိုတကွက်ထဲထိုးခြင်းတဲ့လူတွေအတွက်ကျွန်တော်တကွက်ထဲထုတ်ပေးမယ်နော်6ကွက်ကြီးဆိုရင်များတာပေါ့နော်ဒါပေမဲ့တကွက်ထဲထိုးခြင်းတဲ့လူတွေအတွက်ကျွန်တော်တကွက်ထဲထုတ်ပေးမယ်အဲ့ကနန်းเนี่ยတကွက်ကိုဘာဖြစ်လို့လဲဆိုတော့ဒီကနေ့ကျွန်တော်တင်လိုက်တော့တားကြီးပေါက်သွားတယ်ဗောနော်ပေါက်သွားတယ်ဆိုတာမဟုတ်တားကြီးဟော့ဖြစ်သွားတယ်ဗောနော်လူတော်များများလည်းကြည့်ရှုသူများပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တစ်ခွက်ထဲကျွန်တော်ထိုးခြင်းလဲဆိုရင်ကျွန်တော်ထုတ်ပေးမယ်နော်တချို့ကြတော့6ဝက်လုံးမထိုးနိုင်ကြဘူးပေါ့နော်မထိုးချင်ကြဘူးပေါ့နော်အဲ့လိုမျိုးတစ်ခွက်ထဲထုတ်ပြီးပါလားဆိုပြီးတော့တောင်းဆိုတဲ့လူတွေလည်းရှိတယ်ပေါ့နော်အားကြောင့်ကျွန်တော်ထိုးမှာပတ်နဲ့ထိုးမှာပေါ့နော်အခုတစ်ခွက်ထဲကျွန်တော်ထိုးချင်တဲ့လူတွေအတွက်ကျွန်တော်တစ်ခွက်ထဲအဲ့6ခွက်ထဲကတစ်ခွက်ရွေးပေးမယ်နော်ဆိုတော့အဲ့အလေးကိုကျွန်တော်ဒီဘယ်လို site လေးနဲ့ရွေးမလဲဆိုတော့ဒီကျွန်တော်ပြပေးမယ်နော်ကျွန်တော်ဆွဲပေးလိုက်ပြီနော်ကနန်းကိုကျွန်တော်စိုက်ဆွဲထားပြီးပြီကိုကျွန်တော်ရှင်းပြမယ်နော်ဒီအခွေလေးကဒီသုံးလုံးပေါင်းလေးကိုခွင်ခါနဲ့ပေါင်းတော့1မလို့တည်းနဲ့ခဲ8ထစီဝင်ပေါ့နော်ဒီသုံးလုံးပေါင်းကိုနဲ့ပေါင်းနေတော့ရှင်းနဲ့ခဲ1ထစီဝင်ပေါ့နော်ဒီသုံးလုံးပေါင်းက9ကိုခါနဲ့ပေါင်းတော့လေးနဲ့ကနှစ်တိစီဝင်ပေါ့နော်လေးနဲ့ကနှစ်တိစီဝင်သုံးလုံးပေါင်းခွင်လေးခါနဲ့ပေါင်းတော့တည့်ရနဲ့ကကျွန်တော်ဒီမှာ8တိစီဝင်ပေါ့နော်ဒီသုံးလုံးပေါင်း9ခါနဲ့ပေါင်းတော့3ရဲ့နဲ့ကကျွန်တော်ဒီမှာခွင်တိစီဝင်ပေါ့နော်အဲ့တော့ခုချိန်မှာကဒီသုံးလုံးပေါင်းကဒီလေးလုံးပေါင်းနှစ်ရဲ့နှစ်ခဲလေးထိစီဝင်ပေါ့နော်ဒီသုံးလုံးပေါင်းဒီလေးလုံးပေါင်းနှစ်ရဲ့နှစ်ခဲကျွန်တော်လေးထိစီဝင်ပေါ့နော်အဲ့တော့လေးထိစီဆိုတော့နှလုံးပေါင်း6လေးခါပြီးဒီပုံစံလေးနဲ့ပေါင်းလိုက်တော့1ဒီ6လုံးပေါင်းကြီး1ပေါ့နော်အဲ့တော့ဒီနှလုံးပေါင်းကိုဒီနှစ်ခါနဲ့ပေါင်းတော့နှစ်ခါနဲ့ပေါင်းတော့1ကိုဒီပုံစံလေးပုံစံလေးနဲ့3ညနဲ့ပေါင်းလိုက်ရောဒီ6လုံးပေါင်း1ပေါ့နော်1ဖြစ်ချင်းနဲ့လာတာပေါ့နော်ဆိုတော့နှလုံးပေါင်း6ဒီကားနဲ့ပေါင်းတော့3ညဒီပုံသဏ္ဍာန်လေးနဲ့ပေါင်းလိုက်တော့ပုံသဏ္ဍာန်လေးက1ဆိုတော့ဒီ6လုံးပေါင်းကြီး1ဖြစ်သွားတာပေါ့နော်6လုံးပေါင်းကြီး1ဖြစ်သွားပါနောက်ပေါင်းကနှစ်ခါကို6ခါနဲ့ပေါင်းတော့8ကိုဒီဘူပုံသဏ္ဍာန်လေးနဲ့တုတ်ဘူပုံသဏ္ဍာန်3နဲ့ပေါင်းလိုက်တော့1ဖြစ်ပေါ့နော်ဒီ6လုံးပေါင်း1ပေါ့နော်ဆိုလိုချင်တာ6လုံးပေါင်း1ပေါ့နော်အဲ့တော့ဒီမှာနောက်လုံးပေါင်း6နောက်လုံးပေါင်း8ကို4ခါ3ခါနဲ့ပေါင်းတော့8
ရှစ်ကိုဒီဝေဘောသနာ3နဲ့ပေါင်းလိုက်တော့ပေါင်းရင်1လိုပဲပြန်ရပါဘောနော်ပေါင်းရင်1လိုပဲပြန်ရပါဘောရှစ်ရဲ့3ညကနမောင်းလို့ရှစ်ဒီဝေဘောသနာ3နဲ့ပေါင်းတော့1ပြန်ရပါဘောနော်1ပဲပြန်ရတာဆိုဒီနောက်လုံးပေါင်း6ကိုခွင်ခါနဲ့ပေါင်းတော့3ဒီဝေဘောသနာ8နဲ့ပေါင်းလိုက်ရင်1ဖြစ်ရပါ6ကိုခွင်ခါနဲ့ပေါင်းတော့3ဒီ3မလို့ဒီဝေဘောသနာ8ဖြစ်ရပါ1ဖြစ်ဖို့တော့အဲ့တော့5ခါပေါ့နော်ဒီ6လုံးပေါင်း1 5ခါပေါ့နော်ဒီမှာဒီအနီလျောင်လေးနဲ့ကျွန်တော်ဆွဲပေးထားတယ်နော်ဆိုတော့5ခါ5ခါရပါတယ်ဒီခွင်ခါရဲ့ခွင်ခါ6ခါဒီရှင်းနောက်ပိတ်ရဲ့ပေါင်းရင်1ဘောနော်1မလို့1ရဲ့နှစ်ခတ်ဒီရှင်းနောက်ပိတ်လို့လာဘောနော်1ရဲ့နှစ်ခတ်ရှင်းနောက်ပိတ်ကျွန်တော်ဆွဲပေးထားရနော်ဒီမဒီဟိုအရောင်လေးနဲ့ဆွဲပေးထားဒီတစ်ခါရဲ့ဒီခါရဲ့6ခါရဲ့ဒီ6နောက်ပိတ်ရဲ့3ရဲ့ပါဝါ3ရဲ့နှစ်ခက်ဒီ9နောက်ပိတ်ဘောနော်3ရဲ့နှစ်ခက်9နောက်ပိတ်ပြချဒီတစ်ခါရဲ့6ခါရဲ့3ညခါရဲ့6ခါရဲ့ဒီက8နောက်ပိတ်ရဲ့ပေါင်းရင်4ရဲ့နှစ်ခက်2နောက်ပိတ်လို့ချနော်4ရဲ့နှစ်ခက်2နောက်ပိတ်ဒီ4ခါရဲ့4ခါရဲ့ပြီးဒီဟာ9နောက်ပိတ်ရဲ့ပေါင်းရင်3လုံးပေါင်းရင်3ရဲ့နှစ်ခက်9နောက်ပိတ်ဘောနော်9နောက်ပိတ်ဆိုဒီ9ခါရဲ့9ခါရဲ့2ခါရဲ့ပေါင်းတော့ခွဲဒီအပိတ်2နဲ့ပေါင်းတော့9ရဲ့နှစ်ခက်ကျွန်တော်တို့ဒီမှာ6နောက်ပိတ်ဆိုပြီးချတာပေါ့နော်9ရဲ့နှစ်ခက်6နောက်ပိတ်ဟုတ်ပြီကျွန်တော်ဒီအချိန်မှာဘာချမလဲဆိုတော့ဒီ9ခါရဲ့4ခါရဲ့9နောက်ပိတ်ရဲ့ပေါင်းရင်8လို့ရတယ်ဒီမှာ8လို့ရတယ်8နှစ်ခက်ကျွန်တော်ဒီမှာ1လို့ဝင်ရမှာပေါ့နော်8နှစ်ခက်1ဘာလို့ရှင်းနေကြတဲ့ဆိုတော့အဲ့တော့ကျွန်တော်6ဝက်ထည့်ရတဲ့တစ်ခွက်ကိုကောင်းဆုံးတစ်ခွက်ကိုရွေးထုတ်ပြလိုက်မယ်ဆိုရင်451ပေါ့နော်451ဒီ451ဝီကနန်းကလည်းတော့စိုက်ကလည်းတအားကောင်းတော့ကျွန်တော်ကြည့်ရှိရလို့လည်းရမ်းများတယ်ပေါ့နော်အဲ့ဒါ6ခွက်ထည့်ရတစ်ခွက်ကိုကျွန်တော်ထုတ်ပေးလိုက်တာပေါ့နော်အားလုံးက6ခွက်လုံးကြီးကျွန်တော်လည်းခဏများတော့ကျွန်တော်မထိုးနိုင်ကြဘူးပေါ့နော်မထိုးတစ်ခွက်ထဲပဲထုတ်ချင်ရတဲ့လူတွေရှိတော့ကျွန်တော်တစ်ခွက်ထဲပဲဒီတစ်ခွက်ထဲကိုကျွန်တော်6ခွက်ထဲတစ်ခွက်ကိုထုတ်ပေးလိုက်တာပါဆိုတော့ပေါ့နော်ဒီခါရဲ့အပိတ်ရဲ့ပေါ့ကြီးတည်မလို့ဒီနှစ်ခက်ရှင်းလို့ရတယ်ပေါ့နော်ဒီခါအပိတ်3မလို့ကျွန်တော်3ရဲ့နှစ်ခက်9နောက်ပိတ်ပေါ့နော်4မလို့4ရဲ့နှစ်ခက်2နောက်ပိတ်3မလို့3ရဲ့နှစ်ခက်9နောက်ပိတ်ပေါ့နော်9မလို့9ရဲ့နှစ်ခက်6နောက်ပိတ်10မလို့10ရဲ့နှစ်ခက်1နောက်ပိတ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီချက်ခွက်ထဲတစ်ခွက်4 5 1ပေါ့နော်အော်ထိုးပေါ့နော်ဒါလည်း organic ပဲပေါ့နော်ကျွန်တော်
အဲ့တော့ကျွန်တော်ယုံကြည်နေအားပေးနေတဲ့ရှောက်ချင်းတွေတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ပေါ့နော်ဒီနှစ်တင်မှာမင်္ဂလာကဏ္ဍလေးဖြစ်ပါသေးပေါ့နော်ကျွန်တော်အော်ထုံမယ်နော်ဆိုတော့အားလုံးပဲကံကောင်းကြပါစေအားလုံးကတော့ချမ်းသာခြင်းကိုထိုးနေရပါဗျာဆိုတကယ်ပြောရင်အားလုံးချမ်းသာခြင်းကိုထိုးနေရပါတော့အားလုံးပဲကံကောင်းကြပါစေ